အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဆိုရီကာရှိုးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ကိုပဲဖြစ်ပါခင်ဗျာဒီနေ့မှာတော့ကျွန်တော် pick လေးတွေရောင်းတင်ပေးမှာဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်တော့ကျွန်တော်တို့ဒီဘက်က Suzuki ခွေးဘလူးလေးရရင်စလိုက်အောင်ဗျဒီကောင်လေးရတော့ရန်ကုန်လိုက်စင်အခက်ရ G တန်းလေးဖြစ်မယ်အော်တိုအမှန်လေးဖြစ်ပါမယ်ခင်ဗျာကျွန်တော် off-plane လေးရိုက်ပြပေးမယ်အဆွေးဘူးလုံးဝမရှိပါဘူးဒါအော်တိုအမှန်လေးပါခင်ဗျာ 4-wheel ခလုတ်လေးပါပါမယ်ရောင်းချပေးမဲ့ဇင်းလုံးလေးက958သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာအယိုးစစ်တိုက်ခိုက်ရှင်းပါတယ် TV back camera လည်းပါပါမယ်ခင်ဗျာ AC power အစုံပါပါတယ်ရောင်းချပေးမဲ့ဇင်းလုံးလေးက958သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာ City ချင်းနေ City မိုးဝိုင်းတစ်ခါလေးပါပါမယ်ဒါနောက်ကန်နေဆိုလဲအဆွေးပြုလုံးဝမရှိပါဘူးကဲဒီဘက်က F10 လေးကတော့ Daihatsu Hijet ဒါ model 2008 engine ပြောင်းလေးဖြစ်သွားပါမယ်ခင်ဗျာ KF engine ဖြစ်သွားပါမယ် F10 ရန်ကုန်လိုက်စင်းလေးလည်းရပါမယ်ဒီကောင်လေးလည်း auto အမှန်လေးဖြစ်ပါမယ်ခင်ဗျာအော်တို 2V မှန်လေးပါရောင်းချပေးမဲ့ဇင်းလုံးလေးက658သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာ2008 model အင်ဂျင်ပြောင်းလေးဖြစ်မယ်ဒီကောင်လေးလည်း City ချင်းနေ City မိုးဝိုင်းတစ်ခါလေးပါပါမယ်ခင်ဗျာနောက်ကြံငယ်ဆွေးပြီးလုံးဝမရှိပါဘူးတာလေးလည်းကြံပါဦးမယ်ခင်ဗျာဒါတော့ off frame လေးရိုက်ပြပေးပါမယ် off frame နဲ့ဆိုရင်လည်းဆွေးပြီးလုံးဝမရှိပါဘူးခင်ဗျာ658သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ကဲဒီကောင်လေးကတော့ auto chain လေးဖြစ်မယ် model 2005လေးဖြစ်ပါမယ်ခင်ဗျာရောင်းချပေးမဲ့ဇင်းလုံးလေးကတော့938သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျအော်တိုချင်းလေးဖြစ်မယ် model 2005လေးဖြစ်ပါမယ်ခင်ဗျ AC power အစုံပါပါတယ် TV back camera လည်းပါပါမယ်ခင်ဗျလေဆာစုတွေပါစုပ်ပေးထားပါတယ်တာယာလေးလည်းကြံပါဦးမယ်ခင်ဗျအောက်ဖနေနန်းကိုဒါကျွန်တော်ဆေးဝင်ထားရင်လုံးဝမရှိပါဘူးရောင်းချပေးမဲ့ဇင်းလုံးလေးက938သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျကြဒါတော့နောက်ချန်ကလေးဖြစ်မယ် City ချင်းနေ City mobile လေးပါပါမယ်ခင်ဗျဒီကားလေးတွေကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုနေတယ်ဆိုရင်တော့အရှိတကုံ9ရက်ကွာရသားတွေ one way လမ်းမပေါ်မှာကြည့်ရှုရမှာပဲဖြစ်ပါတယ်ခင်ဗျာဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးရတော့3995242323ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာကျွန်တော်ရှိမှာ pick လေးတွေအပြင်တခြားအိမ်စီးကားလေးတွေရှိပါဦးမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပြီးမှပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ